Hello ကျွန်တော်ဒီနေ့ video လေးမှာတကယ်လက်တွေ့ပေါ်မှာအသုံးဝင်တဲ့ speaking pattern လေးတစ်ခု sharing လုပ်ပြပါမယ်။ခေါင်းစဉ်ကကြောက် practical speaking pattern ပေါ့နော်။တကယ်ကိုလက်တွေ့ပေါ်မှာ real life မှာလောကလက်တွေ့ကြသုံးလို့ရတဲ့ pattern လေးတစ်ခုပါ။ pattern ဆိုတာကြောင့်ကျွန်တော်တို့တကယ်စကားပြောတဲ့အခါမှာစဉ်းစားနေကြရမလို့ပဲနဲ့အဲ့ pattern လေးကိုကြက်ထားရုံနဲ့အစားတွင်းပြီးတော့သုံးလို့ရပါတော့။နော်ကြက်ပြီးတော့အင်္ဂလိပ်စာစကားပြောတဲ့အခါမှာကြက်လို့ရတဲ့ဟာရှိပါတယ်။ကြက်ပြီးတော့ကျွန်တော်တို့အဲ့ကြက်ထားတဲ့ဟာလေးတွေမှာပဲကိုလိုချင်တဲ့ဟာကိုအစားသွင်းပြီးတော့ကျွန်တော်ပြောလို့ရပါတော့။ဒီမှာကြောက်ကျွန်တော် sharing လုပ်မှာ what if plus clause ပေါ့နော်။ what if ဆိုတဲ့ phrase နောက်ကနေ clause ဆိုတာကျွန်တော်စာကြောင်းပြောပါ။ကိုကြိုက်တဲ့စာကြောင်းဝင်လိုက်လို့ရပါတော့။ what if plus clause ပေါ့နော်။ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့စိုးရိမ်တဲ့အခါပြောပါ။ဘေးနားမှာကျွန်တော်အစိမ်းအောင်နဲ့ worry ဆိုပြီးပြထားတယ်နော်။စိုးရိမ်တဲ့အခါပြောပါနော်။ One number 8 example လေးကြည့်ရအောင် What if the generator breaks down? What if the generator breaks down? Generator ဆိုတော့မင်းဆက်ကိုပြောနော်။မင်းဆက် breaks down ဆိုတာချို့ယွင်းသွားပြရှို့ယွင်းသွားပြနော်။ပြောရင် what if ရဲ့အဓိပ္ပာယ်ကကြောင့်ဘယ်လိုလုံးမှာလဲ။နော်အဓိပ္ပာယ်ကြောင့်စိုးရင်ပြီးတော့ပြောဥပမာဒီမှာ A ရဲ့အဓိပ္ပာယ်ကြောင့်မင်းဆက်အခုချို့ယွင်းသွားရင်ဘယ်လိုလုံးမှာလဲလို့ပြောနော်။စိုးရင်ပြီးတော့ပြောနော်။ Okay, now what if it rains when we go to wedding tomorrow? မနေ့ကမင်္ဂလာဆောင်တော်တဲ့အခါမိုးရွာရင်ဘယ်လိုလုံးမှာလဲဘယ်လိုလုံးမှာလဲဆိုတော့ဒီမှာစိုးရင်လို့ပြောနော်ကျွန်တော်ပြောနော်စိုးရင်တဲ့အခါတုံးပါနော် And number C, what if I cannot take responsibility for this role? ဒီ role နဲ့ပတ်သက်ပြီးကျွန်တော်တာဝန်မြူနိုင်ဘယ်လိုလုံးမှာလဲပေါ့နော်စိုးရင်ပြီးတော့ပြောတဲ့အခါတုံးပါတယ်နော်အဲဆို what if ကိုဘယ်တော့သုံးရဆိုစိုးရင်ပြီးတော့ပြောရတဲ့အခါသုံးပါတယ်နောက်ထပ်သုံးရပုံစံရှိပါတယ်ဒါပေမဲ့ဒီမှာကြာကျွန်တော်စိုးရင်တဲ့အခါပြောပုံစံပဲတက်တက်မဲ့ sharing လုပ်ပြရဖြစ်ပါတယ် Okay, so you can use in your practical speaking, right? Have a nice day. Thank you.